္ဂလာပါပရိသတ်ကြီးရှင်မြန်မာအနုပညာလောကမှာဇက်ပို့နေရာကနေခေါင်းဆောင်မင်းသမီးတွေနဲ့ရင်ပေါင်တန်းနိုင်တဲ့အထိတဟုန်ထိုးအောင်မြင်လာပြီးပွဲတိုင်းမှာလည်းအမိုက်စားပြင်ဆင်မှုတွေကြောင့်လူပြောအများဆုံးဖြစ်နေတဲ့မင်းသမီးကျော်နိုင်ရှိမြင့်မှုအကြောင်းကိုဒီနေ့ပြောပြပေးသွားမှာပါအထူးသဖြင့်သူမအနုပညာအလုပ်တွေနဲ့ကြဝေးကွာနေပြီးမှအတိတ်ခါခါဆိုတဲ့ဇက်ကားကြီးနဲ့အမိုက်စားပြန်လာတော့မယ်ဆိုတဲ့သတင်းကပရိသတ်တွေကိုတကယ်ပဲစိတ်လှုပ်ရှားစေခဲ့တာပါသူမဘာတွေပြောထားလဲကျမတို့ channel ကောဘယ်လိုမြင်လဲဆိုတာဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုပေးကြပါဦးနော်ဟုတ်ပါတယ်တရုတ်ဆောင်နှန်းရှင်မြင့်မှုကတော့လက်တလုံးမှာအတိတ်ခါခါဆိုတဲ့ဇက်ကားကြီးမှာပါဝင်တရုတ်ဆောင်ဖို့ပြင်ဆင်နေပါတယ်ပရိသတ်တွေကလည်းသူမရဲ့အမိုက်စားတရုတ်ဆောင်ချက်တွေကိုမြင်တွေ့ရဖို့မျှော်လင့်နေကြတာပါသူမကိုယ်တိုင်ကလည်းဇက်ကားတွေမရိုက်ကူးဖြစ်တာကြာပြီဖြစ်တဲ့အတွက်စိုးရိမ်စိတ်လေးတွေရှိနေပေမဲ့လည်းဒီဇက်ကားမှာတော့ရှိသမျှအမှုပညာဆုံးထုတ်သုံးပြီးအစွမ်းကုန်စူးစမ်းသွားမယ်လို့ဆိုပါတယ်တကားလုံးအမိုက်စားလောက်ရမှာပါဆိုတဲ့စိန်ခေါ်မှုကိုလက်ခံထားပြီးအကောင်းဆုံးတုံ့ပြန်ပုံဖော်သွားမယ်လို့သိရပါတယ်ကျမတို့ channel ရဲ့အမည်ကိုပြောရရင်တော့နိုင်ရှင်မြင့်မို့ရဲ့ပြန်လာမှုကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။သူမဟာဇက်ဖို့လောကကနေတက်လာတာဖြစ်တဲ့အတွက်တရုတ်ဆောင်ပိုင်းမှာအခြေခံခိုင်မာပြီးသားပါ။အမှုပညာအလုပ်တွေခဏနားထားပြီးမဲ့လည်းရှိသမျှပညာစုံထုတ်သုံးမယ်ဆိုတဲ့စကားအရသူမဟာဒီကားအတွက်တကယ်ကိုလေ့ကျင့်မှုတွေလုပ်နေပြီဆိုတာသိတာပါတယ်။အခုခေတ်ပရိသတ်တွေကရုပ်ရည်ထက်တရုတ်ဆောင်ချက်ကိုပိုဦးစားပေးကြည့်ရှုလာကြတာမို့သူမရဲ့မစုံမနစ်စူးစမ်းအားထုတ်မှုတွေကခေါင်းဆောင်မင်းသမီးတယောက်အဖြစ်အခိုင်အမာရည်တည်နိုင်ဖို့အတွက်ကြီးမားတဲ့အထောက်အကူဖြစ်စေမှာပါ။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့လက်တလောလူမှုကွန်ရက်နဲ့အမှုပညာပွဲတွေမှာနိုင်ရှင်မြင့်မို့ရဲ့တောက်ပမှုဟာမင်းသမီးတွေတောင်ပေးဖယ်ပေးရတဲ့အထိဖြစ်နေတယ်ဆိုတဲ့ပြောဆိုမှုတွေပါအချို့ကလည်းငွေရှိရင်အရာရာဖြစ်နိုင်တယ်ဆိုတဲ့စကားတိုင်းသူမရဲ့ပံ့ပိုးမှုကောင်းခြင်းတွေကြောင့်လို့မြင်ကြသလိုအချို့ကလည်းဒါဟာသူမရဲ့ကိုယ်ပိုင်အရေးချင်းနဲ့ဖက်ရှင်ကြမှုကြောင့်လို့ယူဆကြပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးပရိသတ်တွေကြားမှာအမြင်အမျိုးမျိုးရှိနေကြပါတယ်အချို့ပရိသတ်တွေကတော့သူမရဲ့တက်ကြွလန်းဆန်းတဲ့အမှုပညာလှုပ်ရှားမှုတွေနဲ့ပွဲတက်ဖက်ရှင်တွေကိုအမြဲချီးကျူးလေးရှိပြီးဘယ်နေရာမှာပဲတရုတ်ဆောင်ပါစေအကောင်းဆုံးဖြစ်အောင်ကြိုးစားတဲ့သူမရဲ့စိတ်ဓာတ်ကိုအားပေးကြပါတယ်ဒါပေမဲ့လည်းဇဖို့နေရာကနေထိတ်တန်းနေရာတစ်ခုကိုတဟုန်ထိုးရောက်ရှိလာတာနဲ့ပတ်သက်ပြီးဝေဖန်မှုအချို့လည်းရှိနေတတ်တာကတော့အမှုပညာလောကရဲ့သဘာဝပဲဖြစ်ပါတယ်ကျမတို့အမြင်မှာတော့အောင်မြင်မှုဆိုတာအကြောင်းရင်းတစ်ခုတည်းကြောင့်ဖြစ်လာတာမဟုတ်ပါဘူးငွေကြေးပံ့ပိုးမှုအခွင့်အရေးနဲ့ကိုယ်ပိုင်ကြိုးစားမှုသုံးခုစလုံးပေါင်းစပ်မှသာဒီလောက်ထိတောက်ပလာနိုင်တာပါနိုင်ရှင်မြင့်မို့အနေနဲ့အတိတ်ခါခါဇက်ကားမှာဘလို့ထူးခြားတဲ့အမှုပညာရတတွေချပြသွားအောင်မလဲဆိုတာကတော့တကယ်ကိုစောင့်ကြည့်ရမယ့်စိန်ခေါ်မှုတစ်ခုပဲဖြစ်ပါတယ်။ကဲပရိသတ်ကြီးရောဇဘုတ်ကနေအောင်မြင်တဲ့အမှုပညာရှင်တယောက်ဖြစ်လာတဲ့နိုင်ရှင်မြင့်မို့ရဲ့တရုတ်ဆောင်ချက်တွေထဲကဘယ်ကားကိုအကြိုက်ဆုံးလဲ။ပြီးတော့အခုနောက်ပိုင်းသူမပွဲတက်ဝတ်စုံတွေထဲကောဘယ်ဝတ်စုံကိုအကြိုက်ဆုံးလဲဆိုတော့ comment မှာရေးပေးသွားကြပါအောင်နော်။သူမတို့အားပေးစကားလေးတွေလည်းပြောသွားလို့ရပါတယ်။အခုလိုဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်။အမှုပညာသတင်းအသစ်အစမ်းတွေကိုအမြဲသိရဖို့ကျမတို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးရှင်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်